မိခင်နဲ့သမီးဖြစ်သူတို့ဟာတနေ့တည်းမှာပဲမင်္ဂလာဆောင်ခဲ့ကြပါတယ်မိခင်ဖြစ်သူနဲ့မခွဲချင်တဲ့အတွက်သမီးဖြစ်သူကပထွေးရသားနဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်တားမီးနှစ်ယောက်ဟာတားဖားနှစ်ယောက်နဲ့တမိသားစုထဲမှာပဲလက်ထပ်ခဲ့ကြပါတယ်လက်ထပ်ပြီးတဲ့နောက်မှာတော့ခင်မင်းဖြစ်သူကသမီးဖြစ်သူကိုအယမ်းချစ်ခင်ကျင်မှတ်ခဲ့ပါတယ်မိခင်နဲ့ပထွေးလို့ရဲ့ဆက်ဆံရေးကလည်းအယမ်းကိုပြေလည်ခဲ့ပါတယ်သမီးဖြစ်သူကသူတို့မိသားစုလေးအမြဲတမ်းပျော်ရွှင်နေမယ်လို့ယုံကြည်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာဈေးဝယ်ထုံရင်ပထွေးဖြစ်သူနောက်အမျိုးသမီးတစ်ယောက်နဲ့ချင်းတွေ့နေလာကိုမတော်အဆင့်တွေ့သွားခဲ့ပါတယ်သူတို့နှစ်ယောက်ကအယမ်းကိုယဉ်နီးနေပုံပါပဲဇနီးဖြစ်သူနဲ့သမီးဖြစ်သူကိုတွေ့ရောပထွေးဖြစ်သူကအဲ့ဒီအမျိုးသမီးဟာသူ့အကြောင်းတွေပဲတငယ်ချင်းဟောင်းလို့ချက်ချင်းရှင်းပြခဲ့ပါတယ်အမျိုးသမီးကလည်းမတက်ရပြီးဝမ်းနဲ့စရာတစ်ခုခုကိုစဉ်းစားမိလို့အမျိုးသားရဲ့ပခုံးပေါ်မိလိုက်တာပါလို့ပြောခဲ့ပါတယ်ဒါကိုကြတော့မိခင်ဖြစ်သူကသမီးဖြစ်သူနဲ့အတူထပ်သွားခဲ့ပါတယ်အိမ်ရောက်တဲ့အခါသမီးဖြစ်သူကပိုပြီးဒေါသထွက်လာခဲ့ပါတယ်ခင်မင်းဖြစ်သူကဘာဖြစ်လာတာလဲလို့မေးတော့သမီးဖြစ်သူကသူ့အဖေမှာရီးစားတဲ့ရနေပြီလို့ပြောပြခဲ့ပါတယ်ခင်မင်းဖြစ်သူကအဲ့ဒီအမျိုးသမီးဟာသူ့အဖေရဲ့ပထမဆုံးအချစ်ဖြစ်နိုင်တယ်ဆိုတာကိုရိပ်မိသွားပါတယ်ဒါပေမဲ့သူကသမီးဖြစ်သူကိုနှစ်သိမ့်ပေးပြီးသူမဘက်ကရက်တီပေးမယ်လို့ပြောခဲ့ပါတယ်နောက်နေ့မှာကျောင်းနေဘက်တငယ်ချင်းဟောင်းကသမီးဖြစ်သူနဲ့အတူအိမ်ကိုအလဲလာခဲ့ပါတယ်အပေါ်ရန်မှာတော့မနေ့ကကိစ္စအတွက်တောင်းပန်ခြင်းလို့လာတာပါလို့ပြောခဲ့ပါတယ်တကယ်တော့သူမဟာအမျိုးသားရဲ့ပထမဆုံးအချစ်ဆိုတာကိုလာကြွားတာပါအခုဆိုသူမမိသားစုကဒေဝါလီခံရပြီးသွားစရာနေရာမရှိတော့လို့အမျိုးသားကသူမကိုနေဖို့ဖီလာတစ်လုံးတောင်ပေးထားတယ်လို့ဆိုပါတယ်ဒါကိုကြတော့မိခင်ဖြစ်သူကခင်မင်းဖြစ်သူကိုအိမ်ပြန်လာဖို့ဖုန်းဆက်ခဲ့ပါတယ်သမီးဖြစ်သူကလည်းသူ့ခင်မင်းကိုအိမ်ပြန်လာဖို့ဖုန်းဆက်ခဲ့ပါတယ်အားလုံးရောက်လာတဲ့အခါမိခင်ဖြစ်သူကယူဆောင်ပြီးခင်မင်းဖြစ်သူကိုဘာလို့ဖီလာကိုတခြားသူပေးရလာလဲလို့မေးခဲ့ပါတယ်အမျိုးသားကသူ့တငယ်ချင်းဟောင်းနဲ့သမီးဖြစ်သူတို့ကယာယီဒီပဲနေမှာပါလို့ရှင်းပြခဲ့ပါတယ်သမီးဖြစ်သူကပထွေးဖြစ်သူကိုဗီလာငှားပေးမယ်ဆိုရင်တောင်သူ့အမေရဲ့ခွင့်ပြုချက်ကိုယူတဲ့တယ်လို့အပြစ်တင်ခဲ့ပါတယ်ပြီးတော့သူမခင်မင်းကိုလည်းအခုညီတောင်းခဲ့ပါတယ်ခင်မင်းဖြစ်သူကလည်းဒါဟာသူ့အဖေရဲ့အမားဖြစ်တယ်လို့ပြောခဲ့ပြီးအဖေလူတွေကသူမနဲ့ဘလို့မှမရှင်းနိုင်ဘူးလို့မိခင်ဖြစ်သူကိုပြောခဲ့ပါတယ်ဒါကိုကြတော့မိခင်ဖြစ်သူကခင်မင်းဖြစ်သူကိုဒီကိစ္စကိုမြန်မြန်ဖြေရှင်းဖို့ပြောခဲ့ပါတယ်ပြီးတော့သူမကလွှဲထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူဒေါသထွက်နေတာကိုတွေ့တော့သမီးဖြစ်သူကလည်းသူမခင်မင်းကိုစိတ်ဆိုးသွားခဲ့ပါတယ်သူမရဲ့ရည်ရွယ်ချက်အောင်မြင်သွားတာကိုမြင်တော့တငယ်ချင်းဟောင်းကလည်းသူမသမီးနဲ့အတူထွက်သွားခဲ့ပါတယ်သားဖြစ်သူကအဲ့ဒီအမျိုးသမီးနဲ့ဘာပတ်သက်ရှိလဲလို့ဖခင်ဖြစ်သူကိုမေးခဲ့ပါတယ်ဖခင်ဖြစ်သူကသူတို့ဟာအကြောင်းတွေပဲတငယ်ချင်းတွေဖြစ်တဲ့အတွက်အကူအညီတချို့ပေးယူမှာပဲလို့ပြောခဲ့ပါတယ်သားဖြစ်သူကဒီကိစ္စကိုတေချာစဉ်းစားဖို့ဖခင်ဖြစ်သူကိုပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာသမီးဖြစ်သူကသူမအမိနဲ့အတူဂုံတိုက်ကိုသွားခဲ့ပါတယ်သူတို့ကသားအမိနဲ့ရောက်စင်တူဆွဲချိုးကိုရွေးချယ်ခဲ့ကြပါတယ်မထင်မခက်ပဲတငယ်ချင်းဟောင်းကလည်းသမီးဖြစ်သူနဲ့အတူဂုံတိုက်ကိုရောက်လာခဲ့ပါတယ်သူတို့ကလည်းအဲ့ဒီဆွဲချိုးကိုပဲသဘောကျခဲ့ပါတယ်တငယ်ချင်းဟောင်းကအမျိုးသားရဲ့ကအမဲကိုထုတ်ပြလိုက်ပါတယ်ဒါကိုမြင်တော့သမီးဖြစ်သူကအယံဒေါသထွက်သွားခဲ့ပါတယ်မိခင်နဲ့သမီးဖြစ်သူတို့ကတခြားသားအမိနဲ့ရောက်ကိုတင်ကန်းစာပေးခဲ့ကြပါတယ်တငယ်ချင်းဟောင်းကသူမသမီးကိုခေါ်ပြီးတိုင်တောဖို့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာမိခင်ဖြစ်သူကခင်မင်းဖြစ်သူနဲ့ကွာရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သမီးဖြစ်သူကမိခင်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပြီးသူမအမေသွားတဲ့နေရာတိုင်းကိုလိုက်သွားမယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ကခင်းဆိုင်အိတ်တွေပြင်းပြီးအိမ်ကနေထွက်သွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာအမျိုးသားရဲ့ကုမ္ပဏီမှာတငယ်ချင်းဟောင်းကသမီးဖြစ်သူကိုခေါ်လာပြီးဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်အမျိုးသားကအိမ်ပြန်ရောက်ရင်ဇနီးဖြစ်သူကိုဘာဖြစ်လာတာလဲဆိုတာမေးမှာပါတားဖြစ်သူကသူ့အဖေကိုတစ်ခက်ကစကားပေးကိုမယုံဖို့တတိပေးခဲ့ပါတယ်ရုတ်တရက်လက်ထောက်တစ်ယောက်ကအပြေးလာဝင်လာပြီးတားဖြစ်သူနှစ်ယောက်ကိုစာရွက်စာတမ်းတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကကွာရှင်းစာချုပ်ထင်နေတာကိုတွေ့လိုက်ရတော့တားဖြစ်သူနှစ်ယောက်လုံးဘာလို့ရမယ်မသိဖြစ်သွားကြတော့ပါတယ်